တော်ကိုယ်စားလှယ်ဖြစ်တော်ရဟန်းနဲ့ဘာသာသူပြည်သက်တို့ရဲ့မျက်မှောက်၌ဖျားသခင်သည်သင်တို့၏ချစ်ချင်းမြတ်တာကိုတန်ရှင်းသောစိတ်ဖြင့်ခဏတည်ပြည့်ရန်သင်တို့သည်ဒီဖျားကြောင့်တော်တို့ရှိလိုက်ပြီခရတော်သခင်သည်သင်တို့၏ချစ်ချင်းမြတ်တာကိုကောင်းကြီးအပြည့်ဝပြီးတော်မူသည်ဒုဘောလူထားရှိသောဂရိသစ္စာကိုရသက်ပံစောင့်ထိန်နိုင်ရန်၎င်းထိန်းများရေးနှင့်ဆိုင်ရာတောင်းတရားများကိုထမ်းဆောင်နိုင်ရန်၎င်းကိုရောရှင်သည်တန်ရှင်းသောစိတ်ကြခြင်းမင်္ဂလာစက္ကရမတုအဖြစ်ကိုရောတိုင်းတန်ရှင်းစေခဲ့သောသူတို့ကိုတည်ကြသောစက္ကရမတုမင်္ဂလာအဖြစ်ကျေးဇူးတော်ပွားများစေ၍အင်အားဖြစ်တည်ပြီးစေတော်မူ၏တို့ဖြစ်၍သင်တို့၏စိတ်တော်များကိုထုတ်ဖော်ပြောရန်အသိတော်၏မျက်မှောက်၌သင်တို့အားကျွန်ုပ်ပြင်ပါမည်မောင်မောင်မြတ်စွာဘုရားမမရီပါရတီသင်တို့သည်မြည်သည့်အတ္တမအကြက်ကကြီးများမခံရဘဲလွတ်လပ်သောစိတ်နဲ့ထင်ရှားခြင်းမင်္ဂလာခံရန်ဤဖျားကြောင့်တော်ရရှိလာကြသည်မှာမှန်ပါပြီရောသင်တို့သည်အိမ်တော်ရေးလောကတစ်လျှောက်လုံး၌တူကိုတူချစ်ခင်လေးစားကြရန်အသင့်ရှိကြပါ၏နော်သင်တို့သည်ဖျားခင်ရှိတဲ့တော်မှာခံရရှိကြပြီဖြစ်သောတာသမီးရဟန်းတို့ကိုချစ်ခင်လက်ခံသိပါ၍ခရစ်တော်သခင်၏ကိုရောသင်တော်၏ပြည့်ညတ်တရားတော်တိုင်းစာဝနေပညာရေးတို့ကိုဖန်တီးပေးရန်အသင့်ရှိကြပါနော်သင်တို့သည်တန်ရှင်းသောပညာရေးပြည်ကိုပြုကြရန်ရည်ကြသည့်အတိုင်းသင်တို့၏လက်များကိုထပ်၍ဖျားသခင်၏ကိုရောသင်တော်၏မျက်မှောက်တော်၌သင်တို့၏သဘောတူညီချက်ကိုထုတ်ဖော်ပြောပါကျွန်တော်ဘုရားဆိုသည်သင်မာရီယောတော်တီကိုကျွန်တော်ဒီတရားဝင်နေကြရတဲ့တဲ့ပါသည်တင့်ကိုလည်းဇာတ်ပန်စိတ်ကလေးလာနိုင်မရှိသူရှိသူအေးတူကိုပြန်ကျမ်းမာသူဖြစ်စေမကျမ်းမာသူဖြစ်စေတဲ့အားသစ္စာရှိရှိပေါင်းနေပါသည်ဂရုပြုပါသည်ကျမမာရီယာဘောရတီသင်ရဲ့ဆိုကိုကျွန်တော်ဤတရားဝင်ရမ်းစာဖြစ်သိလိုက်ပါသည်သင်ကိုရတဲ့ပန်စိတ်ကလေးစားနိုင်ရင်မရှိသူရှိသူအေးတူပုံများဇမတိဖြစ်စေဇမတိဖြစ်စေတဲ့အားသစ္စာရှိပေါင်းနေပါမည်ဂရုပြုပါသည်သင်တော်၏မျက်မှောက်၌သင်တို့ထုတ်ဖော်ခဲ့ကြသောသဘောတူညီချက်ကိုဖျားသခင်သည်အတီးပြုတော်မူ၍သင်တို့အားကောင်းကြီးမင်္ဂလာပြေဝပေးတော်မူပါစေ။ဖျားသခင်ဖက်ဆက်သောအရာကိုလူသည်မခွဲခွာစေသေး။